ဒီခြေချင်းဝင်တွေတင်းနေအများသောဖြစ်အရွတ်ပြဲဖို့ကပိုများတယ်ထွင်တွေလှုပ်ထားလို့ရှိရင်တော့ကိစ္စမရှိဘူးဟိုကဒီထွင်တွေလှုပ်မထားဘူးဆိုလို့ရှိရင်တော့ဒူးတွေပါနာသွားနိုင်တယ်ကျွန်တော်ကဒီထွေးမှာခြေချင်းဝင်လေးတွေပေါ့ဒီကျွန်တော်ကထွေးဆိုတော့လမ်းတွေကမညီဘူးဟုတ်မညီတဲ့ခါကျတော့6လောက်ခောက်တဲ့ခါကျရင်ကျွန်တော်ဒီခြေချင်းဝင်လေးတွေအန်ဂယ်လေးတွေကစားထားတဲ့ခါကျတော့ခောက်ဝိုင်းတော့ရော့နေတဲ့ခါကျတက်တာဒီခြေချင်းဝင်တွေတင်းနေအများသောဖြစ်အရွတ်ပြဲဖို့ကပိုများတယ်ကျွန်တော်တစ်ဖက်ထဲအောင်မှာ10ကြိမ်ပြင်ကို10ကြိမ်အတွင်းကို10ကြိမ်ကျွန်တော်ကပြန်သွားမှာဒါဆိုအခုပြေးနေတယ်ကို6လောက်ခောက်ဝိုင်းဟုတ်ခောက်သွားလို့ရှိရင်ကိုကဒီကောင်လေး short ထားလိုက်ရင်ကိုအများကြီးထောက်ဖို့ဖြစ်โอเคအဲ့ပြီးသွားရင်အနောက်ကိုပြန်ဆက်လိုက်ကိုဒီကောင်လေးတင်းတယ်ပေါ့တင်းတယ်โอเคအဲ့လေးမြန်မာပြန် short ပြန်ပြီးရင်ဒီကောင်ခြေချင်းဝက်ကိုဒီလိုဗန်ညာပေါ့โอเคဒီဟာလေးနည်းနည်းကစားကြည့်ဒီဖြစ်နိုင်လို့ရှိရင်ကျွန်တော်ကဒီကုန်းပြီးတော့ဒီတိုင်းပဲရအောင်ရှော့ကြောက်တဲ့ဆိုနှစ်ဖက်သလုံးဆန့်တာဒီတဖွားသားလောက်လေးโอเคကျွန်တော်တဖွားသားလေးတော့မှဒီလိုဆန့်တာဖြည်းဖြည်းဖြည်းအဲ့ဒါလေးကိုကွာပြီးသွားရင်မလားဖနှောင်းနဲ့လမ်းလျှောက်ပြီးရင်ကျွန်တော်ကလောင်လန်းပြေးလာတဲ့ခါကျတော့ကျွန်တော်ကခြေဖျားကြီးပဲမသုံးနိုင်တဲ့ခါကျတော့အခုဘာလုပ်အောင်ခြေလောက်ပြေးနေချပြေးရဘာဖြစ်လို့အဝေးအခုခြေဖျားအကြာကြီးကိုမသွားနိုင်ကြာရင်ကြွတ်တက်လာအောင်ကြွတ်တက်အဲ့တော့ကိုကကြွတ်မတက်ခင်ဘာလို့မတပြေးနေချဟုတ်ဒါပေမဲ့ခုနောက်ပိုင်းဖက်တွေကတော့နည်းနည်းကောင်းပါဖက်ဆိုးကောင်းတဲ့ခါကျတော့ကိုဖနှောင်းနဲ့လည်းထိသွားလို့ရတယ်အရင်တော့မဟုတ်ဘူးပေါ့အဓိကကတော့အခုဖြည်းဖြည်းသွားမယ်လမ်းလျှောက်တဲ့အချိန်မှာလျှောက်အောင်ကျွန်တော်ပြေးမယ်ဆိုလို့ရှိရင်ဒါအခုတာဆထွက်ကြတဲ့ကဟိုတချို့ဆိုရင်လောဘက်ကြီးရပါတော့အခုစပြေးမယ်ဖြည်းဖြည်းပဲခြေလောက်ကိုတပြေးညီပဲချဒီခြေလောက်ကိုတပြေးညီချပြေးအခုတပြေးညီချပြေးပြီးတော့အခုလမ်းကောင်းလို့ရှိရင်တော့ခြေလောက်ကရှက်ပြီးတော့တာသွားဒါပေမဲ့အတက်ကြလို့ရှိရင်တော့ကိုလက်လေးလွှဲမယ်လက်ကိုလွှဲပြီးတော့လွှဲတက်ဒူးလေးကျွန်တော်မြှောက်သလိုပဲဒူးလေးမြှောက်ပြီးတော့လက်လေးလာလွှဲတက်လိုက်အတက်ဆိုလို့ရှိရင်ကျွန်တော်ဒီပုတ်လက်လွှဲပြီးအဲ့ဒါလည်းအားမထည့်ခိုင်းဘူးနော်ရတန်လေးပဲဖြည်းဖြည်းပဲကိုဟာရက်ကိုချိန်ပြီးတော့ကိုတက်အောင်အဲ့ကိုတက်လို့ရတော့တက်မယ်ပြီးရတယ်အကိုဘာလို့ရမလဲဖြည်းဖြည်းမှန်မှန်လေးတက်ပါဟုတ်ပြီးလမ်းပြန်လျှောက်ဖြစ်နိုင်လို့ရှိရင်ရှက်ပြီးတော့သွားတာပိုကောင်းတယ်ခြေလမ်းစိတ်နဲ့ခြေနှုံးမြန်မြန်နဲ့သွားရင်တော့ပိုပြီးတက်တာပဲတခါကျရင်ဗျာကျွန်တော်ရဲ့ပြေးပွဲအရှိအပုံစံအတက်ဆိုလို့ရှိရင်လမ်းလျှောက်တက်တယ်အစင်းဆိုရင်တော့ပြေးဆင်းတယ်ပေါ့နော်ဆိုတော့အစင်းဆိုရင်ရောအဲ့လိုပြေးဆင်းတင်လားဒါမှမဟုတ်အဲ့လိုထိန်းဆင်းတင်လားအစင်းကတော့သူကခြေလမ်းစိတ်လေးနဲ့ break out ထားတဲ့ပုံစံတိုင်းပေါ့ရှင်းနိုင်လို့ရှိရင်တော့နည်းနည်းစိတ်လေးနဲ့တောက်ဆိုနည်းနည်းလေးမြင်မြင်လေးဆင်းချလိုက်တချို့မတ်တဲ့နေရာကြရင်တော့နည်းနည်းထိန်းပြီးတော့ဆင်းပေါ့ဘာလို့ဆိုအကူကအဲ့ဒီ train တွေလှုပ်ထားလို့ရှိရင်တော့ကိစ္စမရှိဘူးကိုကဒီ train တွေလှုပ်မထားဘူးဆိုလို့ရှိရင်တော့ဒူးတွေပါနာသွားနိုင်တယ်ဘာဖြစ်လို့အစင်းမှာပဲဒူးနာမှာအဲ့ခြေလမ်းစိတ်လေးပဲကိုဆင်းချရင်တော့ပိုကောင်းတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကလေကျွန်တော်တို့အခုဒါကြွက်ကတော့ maybe တက်ကောင်းလေးတက်နိုင်တယ်ပေါ့နော်အကောင်းဆုံးတော့ကျွန်တော်တို့ပြင်ဆင်သွားမှာဒါပေမဲ့ဟိုကြွက်တက်ခဲ့ပြီးဆိုလို့ရှိရင်ခုနပြောလို့ဖနှောင်းချတဲ့နီးတစ်ခုပဲလားတခြားပေါ့နော်အဲ့လိုဘယ်လိုနီးစနစ်သုံးပြီးတော့ဟိုပြိုင်ပွဲကိုဆက်ပြိုင်ရမလဲပွဲမှာတက်ပြီဆိုခြေပြားလေးကိုတော့တွန်းပြီးတော့ဖိပြီးတော့ခဏငိန်တာဟုတ်ပြီပြီးမှအဲ့ဟိုကိုကအဖော်ပါလို့ရှိရင်တော့ခြေသလုံးလေးနဲ့ပြန်ဆွဲချပြီအခုလမ်းမှာပဲဖြစ်ဖြစ်ကိုတိုင်ပဲဖြစ်ဖြစ်ပေါ့ကြွက်တက်တဲ့သူတယောက်ဖြစ်ပြီးဆိုရင်နှိပ်ပေးတဲ့အချိန်ကြလို့ရှိရင်ဆေးဖြန်းပြီးတော့နှိပ်ပေးရမလားဒီတိုင်းပဲကိုကျွန်တော်တို့နှိပ်ပေးရမလားဒါပေါ့အဓိကတော့ဆေးလေးပါဝိုင်းတော့ပိုကောင်းတာပေါ့ဒီတိုင်းစလို့ရှိရင်ပေါ့ဘာမှမရှိဘူးဆိုလို့ရှိရင်တော့ဒီတိုင်းပဲခဏ9မိနစ်10မိနစ်နဲ့သူ့ရဲ့အနေထားကိုကြည့်ပြီးတော့ကိုဘေးနားမှာပဲရဘေးနားမှာပဲဒါမှသူပြီးအောင်ဆက်သွားလို့ရမှာအဲ့အချိန်မှာကျွန်တော်သူ့မှာပါလာတဲ့အဲ့လိုထိုးလိုက်သုံးမယ် energy ကျဲသုံးမယ်ရေတောက်မယ်ပြန်ဖြည့်ခဏငြိမ်ခိုင်းထားလိုက်စပြေးကြတဲ့ကကိုဘလောင်နှုံးပြေးမယ်ဆိုတဲ့ဟာတခါလေးချိန်လာဟုတ်ကဲ့သူများမြန်နိုင်တယ်လိုက်မြန်လို့မရဘူးအဓိကတော့ကိုလှုပ်ထားတဲ့ထွင်တွေနဲ့ပိုဆိုင်တာပေါ့ကွာအဓိကတော့အဲ့အရာလေးပို့ပြီးတော့မှားကြတာပေါ့ဟုတ်ကဲ့โอเคအဲ့တော့ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူး